မင်္ဂလာပါဗျာရှေ့ကတပုံမှာဆိုလို့ရှိရင်ကျွန်တော်တို့ cell ထဲမှာပါတဲ့ organelles တွေရဲ့ function လုပ်ငန်းဆောင်တာတွေအကြောင်းကိုပြောခဲ့တာဖြစ်ပါတယ်အဲ့ဒါကိုသိပြီဆိုရင်အခုမေးခွန်းလေးကိုဖြေကြည့်လို့ရပါပြီဗျဟုတ်ကဲ့ဒီမေးခွန်းလေးကိုစမ်းဖြေကြည့်ရအောင်ဗျာဒီနေရာမှာ eukaryotic ဆိုတဲ့စကားလုံးကိုမသိရင်လည်းဘာမှမဖြစ်ပါဘူးအဲ့ဒါမသိလည်းဖြေလို့ရပါတယ်ဒီဖြေလေးကိုသိရင်ကွန်မန့်မှာရေးခဲ့နော်ကဲဒီဒုတိယအပုတ်အတွက်အဖြေလေးကိုလည်းသိလို့ရှိရင်ကွန်မန့်မှာရေးခဲ့လို့ရပါတယ်ဗျာဟုတ်ကဲ့ဒီပုတ်ကတော့နည်းနည်းစာလေးနည်းနည်းရှည်တဲ့အတွက်အစာလေးနည်းနည်းဖတ်ပြမယ်ပေါ့နော်ဒါကအပင်မှာတွေ့ရတဲ့ plant cell အကြောင်းကိုအဓိကပြောထားတာဖြစ်တယ်တပင်ရဲ့ဘယ်အစိတ်ပိုင်းကိုပဲဖြစ်ဖြစ်တသေးလေးယူပြီးတော့မှ microscope အောက်မှာကြည့်လို့ရှိရင်အပင် cell လေးတွေကိုတွေ့ရမှာဖြစ်တယ်ပေါ့နော်ဒါကတော့အစိမ်းအောင်ရှိနေတော့ဒါကတေချာတာတော့အရွက်ကနေယူထားတယ်လို့ယူဆလို့ရတာပေါ့နော်ပင်စီတို့အမြစ်တို့ဟုတ်ချင်လဲဟုတ်မှာပေါ့လေဘလို့ပဲဖြစ်ဖြစ်ဒါ plant cell ရဲ့ပုံမှာ plant cell ကိုတရုပ်ဖော်ပြီးရေးဆွဲထားတဲ့ပုံလေးဖြစ်ပါတယ်၄တောင်ဆက်ဆက်ကလေးရှိတယ်ပေါ့နော် okay Animal cells are surrounded by a thin, selectively permeable membrane, known as the cell membrane, which forms a covering for the cell. တရဝါရီရဲ့ cell တွေမှာဆိုလို့ရှိရင်တော့ပါလွာပြီးတော့မှသူကရွေးချယ်ပြီးစိတ်ဝင်စိတ်ထွက်ပြုလုပ်နိုင်တဲ့အမေးပါးလေးနဲ့ကာယံထားတယ်အဲ့ဒါလေးဒီပဲ cell ရဲ့ဘေးကကာယံထားတဲ့အကာယံ cover ဖြစ်နေတယ်ပေါ့အဲ့ဒါလေးကိုဘာလို့ခေါ်လဲဆိုတော့ကျွန်တော်တို့ရှေ့မှာပြောခဲ့တဲ့ cell membrane လို့ခေါ်တယ် Plant cells have an outer, rigid layer, known as the cell wall. အပင် cell တွေမှာကြတော့ခုနက cell membrane ရဲ့အပြင်ဘက်မှာနောက်ထပ်သူကမာကြောတဲ့တောင့်တင်းတဲ့ rigid ဖြစ်တာပေါ့အလွှာတလွှာထပ်ပါတယ်အဲ့ဒါကို cell wall လို့ခေါ်တယ်မြန်မာလို cell နံရံပေါ့နံရံဆိုတဲ့အခါမှာတောင့်တင်းခိုင်မာခြင်းပြောတယ် Inside the cell is the semi-liquid substance known as the cytoplasm cell ရဲ့အတွင်းထဲမှာကြတော့ကျွန်တော်တို့ jelly နဲ့တူတဲ့အရာလေးပေါ့တုံလေးအရေလိုပုံစံမျိုးလုံးဝအရေဖြစ်နေတာတော့လည်းမဟုတ်ဘူးအဲ့ဒါလေးကိုဘာလို့ခေါ်လဲဆိုတော့ semi liquid လို့ခေါ်တယ်ဆိုတော့အဲ့လိုအရာလေးကိုဘာလို့ခေါ်လဲဆိုရင်ကျတော့ cell ထဲမှာရှိတဲ့ cytoplasm လို့ခေါ်တယ်ကျွန်တော်တို့အလွယ်တကူပြောမယ်ဆိုရင် cell ရဲ့အကြည်သားလို့ပြောကြတယ်ကျက်ဥတစ်လုံးခွဲလိုက်လို့ရှိရင်ကျက်ဥအနှစ်မဟုတ်ဘဲနဲ့အကြည်လေးလေအဲ့ဒါလိုပုံစံမျိုးလေးပဲဒါညင်တာအောင်လို့အစချက်ပြီးပြောပြတာတကယ် cell ထဲမှာရှိတဲ့ cytoplasm အဲ့လိုလေးဖြစ်နေတယ်All metabolic activities of the cell occur here. Cell မှာရှိနေတဲ့ဇီဝရုပ်ဖြစ်ပျက်တဲ့အဖြစ်ပျက်တွေအားလုံးကဒီနေရာမှာဖြစ်ပျက်တယ် OCCU or occur ဆိုတာက happen နဲ့အတူတူပဲပေါ့ဒါမှမဟုတ် take place လို့လည်းပြောလို့ရတယ် Several organelles are also found here. Severalမြောက်များလားဆိုတော့ organelles ဆိုတာဘာလေးလဲဆိုတော့ cell ထဲမှာရှိနေတဲ့ပစ္စည်းလေးတွေကျွန်တော်တို့ဒီတစ်ပုံမှာရောရှေ့တစ်ပုံမှာရောပြောခဲ့တဲ့ mitochondria ribosome တို့ nucleus တို့ဒါတွေဟာ organelles ဖြစ်တယ်ပေါ့နော် organelles မဟုတ် organelles ဖြစ်တယ် cell ဆိုတာဘယ်နေရာလဲ cytoplasm ကိုပြောတာနော် cytoplasm ထဲမှာရှိတယ်လို့ပြောတာ Most cells also contain a membrane-bound nucleus cell အများစုမှာဆိုလို့ရှိရင်ဘေးကအကာအယံလေးကာယံထားတဲ့ nucleus ဆိုတာရှိတယ်တဲ့ DNA the genetic material that is duplicated before new cells form is found within the nucleus DNA လို့ခေါ်တဲ့ genetic material မျိုးရိုးဗီဇနဲ့ပတ်သက်ဆက်ဆိုင်တဲ့ပစ္စည်းလေးအဲ့ဒီကောင်လေးက duplicated ဆိုတာနှစ်ဆပွားတယ်တဲ့ copy ဖြစ်တယ်လို့ပြောချင်တာဘယ်ချိန်မှာနှစ်ဆပွားတာလဲဆိုတော့ before မတိုင်ခင်မှာ new cells found cell အသစ်မဖြစ်ခင်မှာဖြစ်တာအဲ့ဒီ DNA လေးကဘယ်မှာတွေ့လဲဆိုတော့အခုပြောတဲ့ nucleus ထဲမှာပဲတွေ့တယ် okay ဒီစာလေးကကျွန်တော်တို့ယခု TikTok အပုတ်ရဲ့ပထမဆုံး question ကိုပြန်ဖြေကောက်လို့ရပါတယ်ပြန်ဖြေမယ်ဆိုရင်တရားလေးဖြေလို့ရတယ်เนาะ nucleus ဘယ်မှာတွေ့လဲsorry DNA ဘယ်မှာတွေ့လဲOkay ဒါဆိုရင်ဒီမေးခွန်းလေးကိုဖြေလို့ရလောက်ပြီထင်ပါတယ် The blank gives shape to
to a plant cell အပင်ဆဲကိုပုံပန်းတဲ့ပေးတာအပင်ဆဲကိုရုပ်လုံးကြွနေစေတာဖြစ်နေစေတဲ့အရာသည်ဘယ်ရာဖြစ်မလဲအပင်ဆဲအတွက် plant cell အတွက်ဖြစ်ပါတယ်အဖြေကိုသိရင် comment မှာရေးခဲ့လို့ရပါပြီဗျာ thank you နောက်တစ်ပုဒ်ဒီမှာပြန်တွေ့ပါမယ်နော်